1, 2, 3, 4. အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကွန်မန်ဒိုတင်နန်းတွေမှာအများဆုံးသုံးပြီးရှိတဲ့ငရဲဘက်ဟဲဝီကျောင်းရှင်းပြပြတော့မှာဖြစ်ပါတယ်ငရဲဘက်ကိုဘယ်လိုချင်းမျိုးတွေမှာအသုံးပြုတာလဲဘာကြောင့်မို့အသုံးပြုရတာလဲဘာကျိုးကျေးဇူးတွေရှိလဲဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေသိစေရှင်းပြပြတော့မှာဖြစ်ပါတယ်ငရဲဘက်လေ့ကျင့်ခန်းဆိုတာကကျွန်တော်တို့ဒီမျိုးဆက်ထားသလိုတင်နန်းပြီးဆုံးကာလမှာစင်စစ်ချက်တစ်ခုအနေနဲ့သင်ကြားရလေ့ကျင့်ခန်းဖြစ်ပါဟဲဝီဆိုတာကမ္ဘာအဆင့်မြင့်အထူးကွန်မန်ဒိုတပ်ဖွဲ့တွေဥပမာအမေရိကန် Navy SEAL နဲ့အခြားအထူးတပ်ဖွဲ့ဝင်တွေကိုစုဆောင်းလေ့ကျင့်တဲ့အခါမှာအသုံးပြုတဲ့အမြင့်ဆုံးနဲ့အပင်ပန်းဆုံးစစ်ဘက်ဆိုင်ရာစီစီရွေးချယ်မှုအဆင့်ဖြစ်ပါတယ်။ Up and down, man, legs out. စတာတိုင်းရိုးတင်နေတဲ့ထိပ်စီစီရ။ဟဲဝီကိုဒီနေ့တစ်ခုလုံး All the way up, all the way down. တင်နေစောပိုင်းကလာပထမအဆင့်မှာဒါထွေးတင်ပြီးလို့ရှိပါ။အကြောင်းကတော့နံပါတ်1ပတ်ဝန်းကျင်နဲ့ပြည်စည်းမှုဖန်တီးခြင်းဟဲဝီကိုပြုလုပ်နေစဉ်အတွင်းမှာရုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာကိုအဓိကတိုက်ခိုက်ရမှာဖြစ်ပြီးတော့အဲ့ရေးကိုအလိုမင်းဖြစ်တော့ရပါမယ်။9ရက်ဒါမှမဟုတ်6ရက်တာကာလအတွင်းမှာစုပေါင်းအချိန်4နာရီဝန်းကျင်မှာခွင့်ပြုရပါမယ်။ညတကောင်ရဲ့ချိန်တွေမှာဘုံတန်တနက်တန်နေနဲ့တမင်လန့်လို့စီရပါမယ်။တင်နန်းသားတွေကိုရေဆိုဝစ်စားတွေနဲ့ပဲတပတ်လုံးနေထိုင်စေတာညဘက်တွေမှာရေရဲစိတ်ထားခိုင်းတာရှုံဝင်တွေလည်းတောက်သွားခိုင်းတာတွေကိုလှုပ်ဆောင်ရပါမယ်ခဏကိုအေးခဲလာတာကစိတ်လက်ကိုအများဆုံးကြာဆင်းစေလို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဂဇင်းကလေးရဖြစ်စေခြင်းပါတင်နန်းဆရာတွေကနောက်ထပ်ဘာလေ့ကျင့်ခန်းလာမလဲဆိုတာတင်နန်းသားတွေကြိုတင်မပြောရပါဘူးအချိန်စရာကိုလိုအပ်ထားပြီးစိတ်ပူပန်မှုမြင်မှန်းနေအောင်လုပ်ရပါမယ်နံပါတ်3ကတော့အဖွဲ့အစည်းစိတ်သက်ဆန်းသက်ခြင်းပါလူ6ယောက်9ယောက်တစုစုပြီးအလွန်လေးလံတဲ့တတုံးကြီးတွေဒါမှမဟုတ်ရာဘာလေးတွေကိုခေါင်းပေါ်ထမ်းပြီးမိုင်းချီလန်းလျှောက်ခိုင်းတာထိုင်ထားလို့ခိုင်းတာမျိုးတွေလုပ်ဆောင်ရပါမယ်ရွေချက်ကတော့ရဲဘော်တိုင်းအေးပြက်ပြီးဒေါသထွက်ပြင်းပန်းနေတဲ့အချိန်မှာအချင်းချင်းစိတ်မဆိုးပဲလိုညှိနှိုင်းမလဲတင်းဖွဲ့ကိုဥဆောင်နိုင်တဲ့ခေါင်းဆောင်မှုအရေးချင်းအတိတ်မှာရှိမလဲဆိုတာကိုဒီစိတ်မှာတိတာထင်ရှားစွာမြင်တွေ့နိုင်ပါတယ်နံပါတ်4နှုတ်ထွက်ခွင့်စနစ်ထောက်ခံခြင်းတင်နန်းသားတွေကနှိမ့်ဆက်မှုတောင်မခံနိုင်တော့ဘူးမိမိသဘောဆန္ဒတွေကအချိန်မရွေးနှုတ်ထွက်ခွင့်ရှိရပါမယ်ဒီပြောရရလဲဘေးရနေမင်းတို့အခုလက်လျှော့လိုက်တော့လုံးနိုင်ထွက်အဲ့ဒါမျိုးစကားတွေခဏခဏပြောပြီးတော့တွေးဆောင်ပြရပါမယ်ဒါအလွယ်တကူလက်လျှော့တတ်တဲ့သူတွေကိုစစ်ထုတ်ဖို့အတွက်ဖြစ်ပါတယ်နံပါတ်5ဘေးကင်းလုံခြုံရေးနဲ့စေးဖွဲ့ဟဲဝီရဲ့ရည်ရွယ်ချက်ကတင်နန်းသားတွေကိုဒဏ်ရာရအောင်တီအောင်လုပ်ဖို့မဟုတ်ပါဘူးစိတ်ဓာတ်ကိုပဲစံတတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့စေဖားရီအတွက်အနှစ်ချုပ်ရလက်ကတော့ဟဲဝီပြီးဆုံးသွားတဲ့အခါမှာဆိုရင်ကြောက်စိတ်ပြင်ဆင်ပါမယ်ဆိုရရင်ချင်းတွေကိုကြက်ဖက်ပြီးဖြစ်လို့ဘလို့စိတ်မှုကမျိုးလို့ဆိုအကြောက်တော့နောက်တစ်ခုကတော့ယုံကြည်မှုမြင်မာလာမှာပါကိုယ်ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်ရည်ထက်စိတ်ရဲ့ဆွမ်းအားကပိုမိုပြည့်တဲ့အကြောင်းကိုယ်တိုင်သိရှိသွားပါတယ်နောက်ဆုံးရေးကြီးတဲ့အချက်ကတော့စစ်မှန်တဲ့ကွန်မန်ဒိုဖြစ်လာခြင်းပါကြံရှိနေတဲ့တင်တဲ့ကာလတွေမှာဘလို့ခက်ခဲတဲ့စစ်ဖြူဟာကိုမစိုးအမှားအယွင်းမရှိတည်ငြိမ်စွာတည်ယူနိုင်မဲ့အထူးစစ်တီတွေထွက်ပေါ်လာမှာဖြစ်ပါတယ်